နောင်တရဖို့မလိုဘူးဒီလိုစာသားမျိုးဆိုရင်ဘယ်လို English pattern တွေကိုသုံးပေးရမလဲဆိုတော့ဒီနေ့ pattern လေးကကြာတော့ no need to browse well ဆိုတဲ့ pattern လေးပဲဖြစ်ပါတယ်မြန်မာလိုဆိုရင်တော့မလိုဘူးမလိုအပ်ဘူးလို့ပြောချင်တဲ့အခါမျိုးတွေမှာသုံးပေးလို့ရပါတယ် example နဲ့ကြာတော့ no need to regret နောင်တရဖို့မလိုဘူး no need to regret no need to apologize တောင်းပန်ဖို့မလိုဘူး no need to apologize no need to worry စိုးရိမ်ဖို့မလိုဘူး no need to worry no need to rush အမြန်လုပ်ဖို့မလိုဘူး no need to rush no need to be fake ကြောက်ဖို့မလိုဘူး no need to be fake ဆိုတော့ဒီ pattern လေးကိုသုံးပြီးတော့ example တစ်ကြောင်းလောက် comment မှာရေးခဲ့ပေးအောင်နော်ဒီလိုတစ်မိနစ်တည်းနဲ့အကျိုးရှိတဲ့အင်္ဂလိပ်စာဗီဒီယိုတွေကိုလေ့လာချင်တဲ့ဆိုရင်အခုကောင်လေးကိုအပေါင်းလေးနှိပ်ပေးခဲ့အောင်နော်ဒါဆို see you bye bye